စကားဆိုတာဒေါသကြီးနဲ့မပြောလိုက်ပါနဲ့ကြားရတဲ့လူအခါရခက်တဲ့အကုသို့များတယ်ကိုလည်းပဲဩပြောမိမှားတယ်လို့တွေးပြီးတော့ပူရတယ်ဟုတ်ရလားပြီးတော့မာနာကြီးနဲ့လည်းမပြောလိုက်ပါနဲ့မာနနဲ့ပြောတယ်ဆိုရင်လည်းကြားရတဲ့လူကနင်းနေအောင်မင်းမာနကိုတနေ့မှငါချိုးပြအောင်မယ်အချီးနီးအလကားအကျိုးမဲ့တတ်တယ်ကြားဘူးတယ်မဟုတ်လားသာကီဝင်နေအလုံးကိုဝိတ္တုပံကတတ်ပစ်တာလေဟိုးရှိဘဝတုန်းကငါးတွေကိုအစိတ်ချခဲ့လို့ဝေးကွာသောကာလကအကြောင်းတရားတစ်ခုရှိတယ်အတိတ်အကြောင်းပေါ့ဟုတ်လားဒါပေမဲ့နီးကပ်တဲ့အကြောင်းကဘာအကြောင်းလဲမာနကြီးတာမာနကြီးတာကိုသူများသိအောင်ထုတ်ပြီးတော့ပြတာဖြစ်တဲ့မာနကတော့စိတ်ထဲမှာဖြစ်တာအဲ့ဒီမာနကိုသိကြီးပါတယ်ဆိုတာပါဇက်ဒီဟုသောပရင်ပေါက်ကနေဖွင့်ပြတာဟိုမှာဝိတ္တုပံကအလဲလာတယ်သူမှအချမ်းရင်နေတဲ့သူကကောသလဘုရင်ကြီးကောသလတိုင်းဆိုတာအင်မတန်အင်အားကြီးတယ်တာကီဝင်တို့ရဲ့တိုင်းပြည်နဲ့ဘာမှမဆိုင်ဘူးနော်အဲ့ဒီအင်အားကြီးတဲ့တိုင်းနိုင်ငံကအရှင်သခင်ဖြစ်နေပြီဝိတ္တုပံကအဲ့ဒါသူကအမျိုးတွေစီဆိုပြီးတော့လမ်းပြီးတော့လဲတာလေလာလဲပြီးတော့ပြန်သွားရောအဲ့ဒါတာကီဝင်တွေကမာနာကြီးလိုက်တာဝိတ္တုပံတဲ့ငယ်တဲ့ကလေးတွေပဲထားတယ်ကြီးတဲ့ကလေးတွေတယောက်မှမရှိဘူးအဲ့ဒါဝိတ္တုပံလည်းပြန်သွားပြီဆိုတော့ကျွန်မတယောက်ကကျွန်မသာထိုင်သွားတဲ့နေရာအသေးရရုပ်တယ်ဆိုပြီးတော့နွားနိုးနဲ့ဆေးတာလေအဲ့ဒါပါဇက်ကလည်းပြစ်တောက်နဲ့ပြောတယ်ကျွန်မသာနေတဲ့နေရာအတန်းစားခွဲပြီးတော့မာနနဲ့ပြောတာအဲ့ဒါကိုမင်းချင်းတယောက်ကလက်နဲ့မေ့နေလို့လာယူတာအဲ့ဒီမာနစကားကိုသူ့နားနဲ့ကြားတာအဲ့ဒီစကားကသူ့ပါဇက်ကနေတစ်ဆင့်ဝိတ္တုပရဲ့နားကိုရောက်တာအဲ့ဒီမှာငါနေရာကိုနွားနိုးနဲ့ဆေးရှိလေဦးမင်းတို့ရဲ့နေရာကိုမင်းတို့ရဲ့လေချောင်းသေးနဲ့ငါတနေ့ဆေးပြမယ်ဟုတ်လားအနီးကပ်ဆုံးအကြောင်းကတော့မာနကိုအမိပြုတ်ပြီးတော့ထွက်လာတဲ့စကားတစ်ခွန်းကြောက်စရာမကောင်းဘူးလားကောင်းတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အကျိုးရှိခြင်းတယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါအချိန်အခါကိုကြည့်ပြောပါမာနတွေဒေါသတွေနဲ့မပြောပါနဲ့ဟုတ်လား